Gemini ကိုဒီတိုင်းပဲမြင်နေတာလားဒါဆိုရင်တော့ခင်ဗျာအချိန်ဖြုတ်နေတာပါဒီချက်လို့ကိုမသိသေးရင်တော့ Gemini ဟာခင်ဗျာအတွက်အမိုက်ဖြစ်နေမှာပါကိုယ့်ရဲ့မျက်နှာဓာတ်ပေါ်တစ်ပုံရှိတာနဲ့ကဘာပဲပြတော့ဓာတ်ပေါ်ရိုက်လို့ရတယ်ဆိုတာကိုသိပြီလားကျွန်တော်တို့ Gemini application တွေကိုဝင်ဒီပုံတွေကြတော့ကျွန်တော် Gemini ထဲမှာထောက်ထားတာပေါ့နော်ဒါကတော့မကြည့်ပါနဲ့ကျွန်တော်အဝိုက်ကလေးတွေဝိုင်းပြထားပါတယ်အဲ့ထဲကိုပဲဝင်ကြည့်ပါဒီမှာ live session ထဲကိုကျွန်တော်တို့ဝင်မယ် live session က update version အရင်မြန်သွားပါပြီဘာလို့လဲဆိုတော့ကျွန်တော်တို့မြန်မာလိုမေ့လိုက်တာနဲ့သူကမြန်မာလိုစာတန်းထိုးပေးတယ်ပြီးတော့ voice နဲ့ပါပြင်ပေးတယ်ပေါ့နော်ဆိုတော့ let's go စမ်းကြည့်မယ်မြန်မာနိုင်ငံမှာ AI အကြိုက်ဆုံးနေရာတစ်ခုကိုပြောပြပါပြီးတော့ဘာကြောင့်ကြိုက်တာလဲဆိုတာကိုရှင်းပြပါကျွန်တော်တို့မြန်မာနိုင်ငံမှာအကြိုက်ဆုံးနေရာကတော့ပကံတွေဖြစ်ပါတယ်ပကံရဲ့ရှေးဟောင်းဘုရားပုထိုးတွေနဲ့တမိုင်းဝင်နှဆောက်အောင်တွေကအရန်ကိုဆွဲဆောင်မှုရှိပါတယ်မနက်ခင်းနေထွက်ချိန်နာမမဟုတ်နေဝင်ချိန်မှာမီးပုံးပန်တွေနဲ့အတူပကံရဲ့ရှုခင်းကိုကြည့်ရတာကတကယ်ကိုအမတ်တရားပါပဲဒီနေရာကမြန်မာယဉ်ကျေးမှုနဲ့တမိုင်းရဲ့အနှစ်သာရကိုထင်ဟပ်စေတယ်လို့ကျွန်တော်ခန်းစားလိုပါပဲကြားရနော်မိုက်တယ်နော် share ပဲဗျာဒီ Gemini ကတော့တကယ်ကိုဒီမှာကျွန်တော်တို့ pass ဆိုတဲ့ဟာရှိတယ်နော် pass ဆိုတဲ့ဟာထက်ကိုကျွန်တော်တို့တွားမယ်ဒီ first ကိုနှိပ်လိုက်လို့ရှိရင်ဒီမှာ first ရှိမယ်3ကိန်းရှိမယ် pro ရှိမယ်ဗျာ first ကကြတော့ကျွန်တော်တို့ free ရထားတဲ့ဟာပါဒီ3ကိန်းနဲ့ pro ကြတော့ကျွန်တော်တို့ဒီ subscribe မလုပ်ထားဘူး upgrade မလုပ်ထားဘူးဆိုလို့ရှိရင်တော့တစ်နေ့ကို4ချိန်5ချိန်လောက်ပဲ free သုံးလို့ရမယ်ပြီးလို့ရှိရင်တော့နောက်တစ်နေ့ပြောင်းမှပဲပြန်သုံးလို့ရမယ်ပေါ့နော် first နဲ့ကျွန်တော်တို့ make တစ်ခု make လိုက်တဲ့အခါမှာ first ရဲ့သူ့ရဲ့ထောက်ထားတဲ့ပုံစံကလည်းဒီမှာကြည့်အောင် answer quickly ဆိုတာပါတယ်သူ့ကို make လိုက်တဲ့အခါတိုင်းမြန်မြန်ဆန်ဆန်နဲ့မှန်မှန်ကန်ကန်ဖြေပေးတယ်ဒါပေမဲ့thinking နဲ့ pro ကြတော့ကျွန်တော်တို့လုံးဝစဉ်းစားလို့မရတဲ့သင်္ချာပုံစံတွေလိုမျိုးကိုတောင်မှသူက solve completely problem ဆိုတော့ပဲတကယ်ကိုနည်းနည်းချိုက်နဲ့ပြဿနာတွေကိုတည်ချာ thinking စဉ်းစားတွေးခေါ်ပေးတယ်ဆိုတဲ့အဓိပ္ပာယ်ပါဒါကြောင့်မို့ဒီကောင်နှစ်ကောင်ကကြတော့ဒီ thinking နဲ့ pro ကကြတော့ကျွန်တော်တို့ upgrade လုပ်ရမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့ create image ကိုလုပ်မှာပါဒီ create image ကိုပုံထုံးမယ်ပေါ့နော်ကျွန်တော်အစား video အစားမှာပြောခဲ့သလိုပဲကျွန်တော်တို့မျက်နှာရှိတာနဲ့ကဘာပတ်ပြီးတော့ပုံထုံးလို့ရတယ်ဆိုတာပါမြန်မာလိုစာရိုက်လိုက်မယ် Gemini ကပုံထုံးခိုင်းလိုက်မယ်ပေါ့နော် okay let's go ကျွန်တော်စာရိုက်လိုက်မယ်ပေါ့နော် Singapore ဒီ Malayan background ကိုထားမယ်ပေါ့နော်ဘာညာပေါ့ Singapore နိုင်ငံရဲ့ဆိုပြီးတော့ကျွန်တော်ရိုက်မှာပေါ့နော်ဘာညာရိုင်းလိုက်မှာပေါ့နော်ဒီမာလာရွယ်ရုပ်ကို background ထားပြီးတော့ဘုတ်ဖနဲ့အဖြူအောင်အင်ဂျီအဖြူအောင်ဂျင်းပုံးဖေဝပြီးတော့မျက်မှန်လက်တက်ပြီးတော့ပုံတော်ထုတ်ပေးပါဆိုပြီးတော့ကျွန်တော်ခိုက်မှာပေါ့နော်ဆိုပြီးခါကြတော့ကျွန်တော်ရေးလိုက်တယ်စာရေးမယ်စာရေးပြီးလို့ရှိရင်ဒီအပေါက်လေးကိုနှိပ်ပြီးတော့ပုံတပုံထစ်ဒါမှမဟုတ်ကိုယ့်ရဲ့မျက်နှာကိုဆက်ပြီးဆွဲပြီးတော့တင်လို့လည်းရတယ်ပေါ့နော်အဓိကတော့ဒီ prompt စာတတ်ကို idea ရှိတဲ့အတိုင်းပဲစိတ်ကြိုက်ဖန်တီးပါဥပမာရခေတောင်မှာရိုက်မလားပကံမှာရိုက်မလားရွှေတကုံစီတီပေါ်မှာရိုက်မလားဆိုတော့ဒီလိုမျိုးကိုကြိုက်တဲ့ပုံစံနဲ့ခိုင်းလို့ရပါတယ်ကျွန်တော်မှတော့ဒီမှာခဏလေးဆောင်လိုက်ပါတရင် okay ထွက်လာပြီနော်ဒီမှာကြည့်အောင်ဘလောက်တိတေတက်သူလှုပ်ပေးလဲဆိုတာကိုပြန်ကြည့်သူဘလောက်တိတေတက်လှုပ်ပေးလဲဆိုတာကြည့်အောင်ဒီမှာအရေးကိုတော့သူထည့်ပေးတယ်ပေါ့နော်အရေးလေးပါတယ်တကယ်ကိုလူအတိုင်းပဲဗျာတကယ်ကိုမိုက်တဲ့ AI ပါဒါတွေမသိရင်တော့တကယ်ကိုခဏကြမှာနော်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီအပေါင်းလေးကိုနှိပ်လိုက်ဒီ Novo LM ဆိုတာကတော့ AI ရဲ့နာမည်ကြီးတစ်ပါးပဲဗျာဒါလည်း Novo LM မှာကျွန်တော်တို့ဘာတွေလုပ်လို့ရလဲဆိုလို့ရှိရင်ဒီ YouTube ကနိုင်ငံခြားဇာတ်ကားတွေကို coffee link ယူပြီးတော့အဲ့ link တွေကို Novo LM ထဲမှာထည့်ပြီးတော့မှ summary တွေလုပ်လို့ရတယ်ဒီဘာသာ translate ပြန်ခိုင်းလို့ရတယ်ပြီးတော့ဒီ PDF တွေကို summary ရေးခိုင်းလို့ရပါတယ်
ဒီ PDF မှာရှိတဲ့ file တွေအများကြီးကိုသူတစ်ခုနှစ်ခုသုံးခုလေးခုတော့တစ်ခါတည်းတစ်ပြိုင်တည်းနဲ့သူဖြည့်ရှင်းပေးလို့ရပါတယ်ခင်ဗျာအရင်တော့ကမတွေးထားဘူးနော်ဒါအခုမှပဲ Novo Alan ကိုပါ Gemini နဲ့တစ်ခါတည်းတွေးချိတ်ထားတာဖြစ်ပါတယ်ဒီခါကျတော့ကျွန်တော်တို့ live session ပဲဒါလည်း live session အုပ်စုထဲမှာပါတာဒီ video call ကကြတော့ video call ကိုဖုန်းပြီးတော့ကျွန်တော်တို့ PC တစ်ခုခုပေါ့ဗျာ PC တစ်ခုခုတော့မဟုတ်ဒီ channel တစ်ခုခုကိုကျွန်တော်တို့ grow ဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုပြီးတော့ကိုမသိတဲ့အရာအားလုံးကိုလိုက်ပြီးတော့ဗျာ Gemini နဲ့ဒီ camera ကိုဖွင့်လိုက်တာနဲ့အဲ့လိုမေးလို့ရတယ်ဥပမာကိုကနိုင်ငံခြားတစ်ခုခုရောက်နေတယ်ဆိုလို့ရှိရင်တောင်ဥပမာထိုင်းစာကိုကမတက်ဘူးဗျာထိုင်းစာမတက်ဘူးမလေးရှားစာမတက်ဘူးဆိုလို့ရှိရင်တစ်ခုခုနိုင်ငံရောက်နေတယ်ထားလိုက်အောင်အဲ့စာကိုမြင်လိုက်တာနဲ့ကိုက Gemini app ထဲကိုဝင်ပြီးလို့ရှိရင်ဒီ camera လေးကိုကျွန်တော်အခုပြထားတဲ့အဝိုင်းကလေးကိုနှိပ်ပြီးလို့ရှိရင်ဒီ camera ထောင်းပြီးတော့ဒါပါလေးပေါ့နော်ဖြည့်ပေးပါတယ်ဗျာသူကတကယ်ကိုမိုက်တဲ့ AI အမျိုးအစားပါဒီ YouTube channel တစ်ခုကို grow ဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုကျွန်တော်မေးမှာပေါ့နော်ဒီ channel ကို grow ဖြစ်အောင်ကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတာကိုမေးလိုက်တဲ့အချိန်မှာကိုမေးတဲ့စာသားကိုလည်းဒီမှာသူကဒီ channel ကိုမြန် grow ဖြစ်အောင်ဘာတွေလုပ်လို့ရလဲသူအဖြေဘယ်လိုဖြေမလဲဆိုတာ YouTube channel မြန်မြန် grow ဖြစ်ချင်တယ် content ကောင်းကောင်းတင်တာ thumbnail နဲ့ title ဆွဲဆောင်မှုရှိအောင်လုပ်တာပုံမှန် upload လုပ်တာတွေလုပ်တင်ပါတယ်နောက်ပြီး YouTube shorts ကိုလည်းထည့်သွင်းစဉ်းစားနိုင်ပါတယ်ပရိသတ်နဲ့ထိတွေ့ဆက်ဆံတာကလည်းအရင်အရေးကြီးပါတယ်တခြား social media platform တွေမှာလည်း channel ကို promote လုပ်နိုင်ပါတယ်ဒီအချက်တွေကဘယ်အချက်ကိုအသေးစိတ်သိချင်ပါသလဲ